ဒီတစ်ခေါက်ကတက်တီတော့ပြမှာဖြစ်ပါတယ်တက်တီကိုခွန်ခွာနေပြီးချက်ထားပါမယ်တက်တီတော့မှာထည့်သုံးမယ်စက်တော်နေလေကျွန်တော်ခွန်ခွာရေးစေးပြီးတော့ဒီချာလေးပပလေးလှီထားပေးပါမယ်အားလုံးပြင်ဆင်ပြီးသွားတဲ့အခါကျတော့စပြီးတော့တုပ်ပါမယ်ဒီတက်တီချက်ထားတဲ့ထဲကိုစက်တော်နေပပလေးတော့ထည့်မယ်မြေပဲထောင်းတာလေးထည့်မယ်စက်တော်ပြူစီချက်ရေးတကြားရေးအချုံပုံရေးအကြက်ပုံရေးညံ့ရေးနောက်ပစုံကြောက်ရေးပါနော်ပြီးကျွန်တော်နေထားပါမယ်ဒီနေရာမှာကိုကစစ်စီးပိုင်ပိုင်လေးစားခြင်းနဲ့ဆိုလို့ရှိရင်မပဲအကြက်ပုံထည့်လို့ရပါတယ်ကျွန်တော်ကတော့စစ်စီးပိုင်စားတာတိတ်မကြိုက်တော့ဒီပဲကြိတ်ထားနေပဲထည့်ထားဖြစ်ပါတယ်အရသာပိုင်းကတော့ကိုဘလို့အရသာမျိုးကြိုက်တယ်ပေါ့နော်ကျွန်တော်ကချင်းငငယ်ဆက်ဆက်တော့ချိုးတက်နေနေပါတာကိုကြိုက်တဲ့အတွက်ဒီနေရာမှာကျွန်တော်တခြားနည်းနည်းလေးတုံးတာဖြစ်ပါတယ်ဒါစားလို့ကောင်းတဲ့တက်တူလေးပါသမင်းဖြူနေပဲအရန်ကိုလိုက်ဖတ်ပါတယ်နောက်ကိုသုံးတဲ့တက်တီဟာတအားကိုချင်းစူးနေလို့ရှိရင်ကျွန်တော်ဒီညမှာငပိအစီတက်ထားတဲ့ငပိကိုလည်းထည့်လို့ရတယ်ငပိစိမ့်စားမိဖုတ်ထားငပိစိမ့်စားကိုလည်းထည့်လို့ရတယ်ဆိုဒီဂျပန်မှာရနိုင်တဲ့တက်တီတွေဟာအချင်းတက်အလောက်ထိမစူးရဖြစ်တဲ့အတွက်ကျွန်တော်တို့ငမြာကြီးနေပဲထည့်ပြီးတော့တုတ်ထားတာဖြစ်ပါတယ်အဆင်ပြေပါစေ